ကဲဒီမှာသပင်ပြောင်းကြလို့သပင်ကတော့အရင်ကတော့ဘာမှလုပ်မထားဘူးတာမန်သပင်ပေါ့တာမန်သပင်ကြည့်လိုက်တော့သပင်အုံလေးတော့နည်းနည်းလေးတော့ရှိတယ်စံသားမြပါတယ်ဖျားလေးတွေကတော့နည်းနည်းလေးနာနေပုံမှန်လေးပဲဖြောင်းနေတာပြက်ပြက်ကက်ကချင်းကိုချင်ဘူးဒါမှဖြောင်းရတဲ့သပင်ပေါ့ဖြောင်းရတဲ့သပင်ဆိုဒီထားဖြောင်းပြီးတော့ချက်ကြည့်လိုက်စိတ်ထက်လေဒါစိတ်ဆက်ထားတာဖျားလေးတော့လွတ်ထားတယ်နာလို့ပြီးမှကိုဆွဲချမယ်စီဝင်မှာဒီမှာပြီးမှရင်လောက်တယ်ပြီးမှဖျားဆွဲချမယ်โอเคဒါရှော်ပြီးတော့ရေးစီဝင်ပြီးတော့ငေါခါလောက်ကပြားခါလောက်ကပြားတယ်ခါလောက်ကနိတော်တယ်နိတော်တယ်တော်ရဲ့ဟိုဘက်ဒီဘက်တာကြီးအောင်ဘက်ဒီဘက်လေးကင်မရာမန်ပြောနေဟိုဘက်ရှော့လိုက်တယ်ခါလောက်ကပြခါလောက်ကဒါရင်ကြပြီတော်ပြီကဲပြီးပါရမျိုးပဲဖြောက်မျိုးပဲဖြောက်ဖျားလေးလည်းညှက်ဖို့ပြောထားတယ်ဖျားလေးလည်းဆိုးပါကြည့်လို့ကောင်းပါလေလှတယ်သူကလည်းဒီဘောဘုံဆန္ဒဆိုလှတာတယ်ဆိုပါဘူးဒါ6ကလေးကြည့်လို့တန်တယ်လှချစ်ကောင်းခါဖလဒါကြီးတော့မပြောင်းဘူးပေါ့မရွယ်ဘူးပေါ့ဒါမှနေထားပြီးတော့မဟုတ်တမ်းဖြောက်တကောင်းတော့ဟုတ်တယ်ဗျာမိုက်ဗျာအဖျားလေးတိကြည့်ကောင်းဒီမှာတော့ပုံဗျာကျမ်းမိုက်ပါကဲကျေးဇူးတင်ပါတယ်ပြီးအောင်ကြည့်ပြီးတော့ကျေးဇူးပါ